မိတ်ဆွေတို့ sunshine vitamin ဆိုတာသိပါလား sunshine vitamin ဆိုတာ vitamin D ကိုခေါ်ပါတယ်ကျွန်တော်တို့ခန္ဓာကိုယ်မှာ vitamin D ရနိုင်တဲ့အရင်းမြစ်2ခုရှိပါတယ်အဲ့ဒါကတော့နေရောင်နဲ့ကျွန်တော်တို့အစားအစာတွေကပဲဖြစ်ပါတယ်ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ vitamin D လိုအပ်ချက်ရဲ့90%ကနေရောင်ခြည်ရတာဖြစ်ပြီးတော့ကျန်တဲ့10%ကတော့အစားအစာတွေကနေပဲရတာဖြစ်ပါတယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့ဘလောက်ပဲ vitamin D ကျွယ်ဝတဲ့အစားအစာတွေဘလောက်ပဲအများကြီးစားနေရောင်ခြည်မပြဘူးဆိုရင် vitamin D ချို့တဲ့နေမှာပဲဖြစ်ပါတယ် vitamin D supplement တောင်းနေရင်တော့တစ်မျိုးပေါ့နော်အဲဆိုရင်ကျွန်တော်တို့ vitamin D ရဖို့အတွက်နေရောင်ခြည်ဘယ်လိုပြကြမလဲဘယ်အချိန်မှာပြမှာလဲဘယ်လောက်ကြာနေအောင်ပြမှာလဲဆိုတာဒီနေ့ပြောပြပေးပါမယ်ဟုတ်ကဲ့ကျွန်တော်ကတော့ဒေါက်တာအောင်ပါဖြစ်ပါတယ်အာရဆိုင်ရာထူးပြုဆရာဝန်တယောက်ပါဆိုတော့ vitamin D ရဖို့ဆိုရင်ကျွန်တော်တို့နေရောင်ခြည်ရဲ့ UVB ray အမြင့်ဆုံးအချိန်ကိုရွေးရပါမယ်ကျွန်တော်တို့မြန်မာနိုင်ငံလို့ equator နားနီးတဲ့ဒေသတွေမှာဆိုရင်မနက်10:00 နာရီကနေညနေ3:00 နာရီထိက vitamin D ရဖို့အတွက်အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်ကျွန်တော်အခုရောက်နေရတော့ဖူးခတ်ကန်ကြီးပေါ့နော်မနက်ခင်းစောစောနေအောင်ကြီးမှာ UVB ray ပါဝင်မှုအရန်နေတဲ့အတွက်ကြောင့် vitamin D ရနိုင်ခြေနည်းပါပါတယ်မနက်ခင်းနေအောင်ကြီးကစိတ်ကြည်လင်လန်းဆန်းစေတယ်တက်ကြွစေတယ်ခန္ဓာကိုယ်ကြီးရဲ့ circadian rhythm ကိုပုံမှန်ဖြစ်စေပါတယ်မနက်ခင်းနေအောင်ကြီးရယူမှုကကျွန်တော်တို့ကျန်းမာရေးအတွက်အလွန်ကောင်းမွန်ပါတယ်ဒါပေမဲ့ vitamin D ရနိုင်ခြေအလွန်ကိုနည်းပါတယ်ဒါကြောင့်ကျွန်တော်အနေနဲ့အကြံပေးချင်တာကတော့ vitamin D ရဖို့အတွက်ဆိုရင်မနက်ခင်း10:00 နာရီနဲ့17:00 နာရီကြားနေအောင်ကြီးကိုရယူပေးပါလို့အကြံပေးချင်ပါတယ်ဒါအပြင်လူတိုင်းနေအောင်ကြီးရယူရမယ့်ကြာချိန်လည်းမတူညီကြပါဘူးမိတ်ဆွေတို့ရဲ့အသားရောင်အရင်အဖြော့ sunscreen လိမ့်ထားမထားနဲ့ခန္ဓာကိုယ်ရဲ့ဘလောက်အစိတ်ပိုင်းတွေကိုဖော်ထားလဲဆိုတာမူတည်ပြီးတော့နေအောင်ကြီးရယူရမယ့်ကြာချိန်လည်းကွဲပြားသွားပါတယ်အခုလိုမျိုးစောင်းရသည်နဲ့ဝေးရသည်မှာဆိုရင်ကျွန်တော်တို့အသားဖြူတဲ့သူတွေမှာမနက်ခင်း10:00 နာရီကနေညနေ3:00 နာရီကြား5မိနစ်ကနေ10မိနစ်လောက်ထိကိုဒီခြေထောက်နဲ့လက်တွေပဲနေအောင်ကြီးပြတာနဲ့ကျွန်တော်တို့ vitamin D 3000 international unit ကိုရရှိမှာဖြစ်ပါတယ်ဒီပမာဏကကျွန်တော်တို့တစ်နေ့တာလိုအပ်တဲ့ vitamin D ပမာဏရဲ့5ဆနီးပါးရရှိမှာဖြစ်ပါတယ်ဒီအခြေအနေက sunscreen မလိမ့်ထားတဲ့အခြေအနေဖြစ်ပြီးတော့ sunscreen လိမ့်ထားတဲ့သူတွေဆိုရင်အသားဖြူတဲ့သူတွေမှာ10မိနစ်ကနေမိနစ်30လောက်ထိနေအောင်ကြည့်ပြဖို့လိုအပ်ပါမယ်ခင်ဗျအသားရောင်ရင်းတဲ့သူတွေ darker skin ရှိတဲ့သူတွေအနေနဲ့ကတော့အသားဖြူတဲ့သူတွေထက် vitamin D ရဖို့အတွက်ဆိုရင်6ဆနီးပါးလောက်နေအောင်ကြည့်ကြာပြဖို့လိုအပ်ပါမယ်ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့အသားရောင်ကဆိုရင် vitamin D ရဖို့အတွက်10မိနစ်ကနေမိနစ်20လောက်ထိ sunscreen မပါဘဲနဲ့ခြေထောက်နဲ့လက်တွေကိုနေအောင်ပြရတယ်ကျွန်တော်တို့ vitamin D လိုအပ်တာထက်ကိုပိုရနေမှာပဲဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်အရေးကြီးသတိပေးစရာလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့နေအောင်ကြီးခံတဲ့အခါမှာသတ်မှတ်တဲ့အချိန်အတွင်းကိုပဲနေအောင်ကြီးခံပါနေအောင်ကြီးကြာခံရင်ရေပြားကင်ဆာတွေနဲ့အိုမင်းရင်ရောခြင်းကိုဖြစ်စေတဲ့အတွက်ကြောင့်ကျွန်တော်တို့နေအောင်ကြီးကိုသတ်မှတ်တဲ့အချိန်ကာလအတွင်းပဲနေအောင်ကြီးကိုရယူစေချင်ပါတယ်ဗျဒါအပြင်မျက်နှာကိုလည်းနေအောင်ကြီးဓာတ်ရိုက်မထိတွေ့ဖို့ကျွန်တော်အကြံပေးချင်ပါတယ်မျက်နှာရဲ့အသားရည်ကတခြားခန္ဓာကိုယ်စိတ်ပိုင်းတွေရဲ့အသားရည်ထက်ပိုပြီးတော့ပါးလွှာတဲ့အတွက်ကြောင့်မြန်အိုမင်းရင်ရော်စေတဲ့အတွက်ကြောင့်ပါဆိုတော့မိတ်ဆွေတို့အနေနဲ့နေရောင်ကနေလကားရတဲ့ဒီ sunshine vitamin လေးကိုတန်ဖိုးထားကြပါအကြောင်းမျိုးကြောင့်မိမိရဲ့ lifestyle အခြေအနေကြောင့်နေရောင်ကြီးရယူဖို့အဆင်မပြေတဲ့အခါဆိုရင် vitamin D ကျွယ်ဝတဲ့အစားအစာတွေဖြစ်တဲ့တူနာငါဆယ်မွန်ငါမက်ကရယ်ငါနဲ့နောက်ကြက်ဥတွေကိုစားသုံးသင့်ပါတယ်ဒါပေမဲ့အစားအသောက်ကနေရတဲ့ vitamin D ပမာဏဟာခန္ဓာကိုယ်အတွက်လုံလောက်မှုမရှိတာကြောင့်ကျွန်တော်တို့လိုအပ်မယ်ဆိုရင် supplement တွေတောက်ဖို့လိုပါမယ်ဘလောက်ပမာဏဘလောက်ပြင်းအားတောက်ရမယ်ဘလောက်ကြာချိန်တောက်ရမလဲဆိုတာကတော့နီးစပ်ရာဆရာဝန်တွေနဲ့တိုင်ပင်စေချင်ပါတယ်ဗျအနှစ်ပြန်ချုပ်ရရင် vitamin D လိုအပ်ချက်ရဲ့90%ကကျွန်တော်နေအောင်ကနေရရှိတာပဲဖြစ်ပါတယ်ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့အသားရောင်ရဆိုရင်မနက်10:00 နာရီကနေ17:00 နာရီကြားလောက်မှာ sunscreen မပါဘဲနဲ့ခြေထောက်နဲ့လက်တွေကိုနေအောင်10မိနစ်ကနေမိနစ်20လောက်ပြတာနဲ့ကျွန်တော် vitamin D လုံလောက်စွာရရှိမှာပဲဖြစ်ပါတယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့ vitamin D ရဖို့အတွက်နေအောင်ပြလားဒါမှမဟုတ်ရင် vitamin D supplement တွေပဲတောက်နေလားတောက်နေတယ်ဆိုရင်ဘလောက်ပမာဏတောက်တယ်ဘလောက်ပြင်းအားတောက်တယ်ဘလောက်ကြာတောက်နေလဲဆိုတာကိုအောက်က comment မှာရေးသွားခဲ့ပါဦးခင်ဗျဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်လည်း vitamin D တွေတော်တော်များများရနေပါပြီနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်